ယမန်နှစ်ဇန်နဝါရီလ9ရက်နေ့မှာတရုတ်နိုင်ငံထိပ်တန်းအရာရှိတဦးဖြစ်တဲ့ဒုတိယဝန်ကြီးချုပ်တင်ရွှေရှန်နဲ့ဒီဇနီးကုမ္ပဏီ CEO ဘောအိုင်ဂါတို့ဘေကျင်းမြို့မှာတွေ့ဆုံတယ်လို့တရုတ်နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြနေကြပါတယ်။အမေရိကန်တရုတ်ဆက်ဆံရေးတင်းမာချိန်မှာဒီဇနီးအနေနဲ့ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်မှာစီးပွားရေးပုံမခိုင်မာအောင်ကြိုးစားနေတာပါ။ဒီတွေ့ဆုံမှုအတွင်းဒုတိယဝန်ကြီးချုပ်တင်ရွှေရှန်ကဘောအိုင်ဂါကိုတရုတ်နိုင်ငံမှာယင်းနှိမ့်မြုပ်နှံမှုတွေပိုပြီးလှုပ်ဆောင်မှုတိုက်တွန်းခဲ့ပါတယ်။အခုလိုပြောဆိုမှုအကြီးချင်းအဖြစ်ယမန်နှစ်ဧပြီလတုန်းကအမေရိကန်ရဲ့အခွန်တိုးမြင့်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ဟောလိဝုဒ်ရုပ်ရှင်တွေတင်သွင်းမှုကိုထပ်မံကန့်သက်နိုင်တယ်လို့ဘေကျင်းဘက်ကချင်းချောက်ခဲ့တာနဲ့နှိုင်းယှဉ်ကြည့်ရင်သဘောထားပြောင်းလဲမှုတစ်ရက်လို့ဆိုနိုင်ပါတယ်။တန်မိုးအပြင်19ထရီလီယံရှိတဲ့တရုတ်စီးပွားရေးဟာအမေရိကန်ရုပ်ရှင်စတူဒီယိုတွေအတွက်အခွင့်အလမ်းကြီးတစ်ရက်လိုဖြစ်နေတယ်လို့တစ်ချိန်တည်းမှာပဲစိန်ခေါ်မှုများတဲ့ဈေးကွက်တစ်ခုလည်းဖြစ်နေပါတယ်။မြို့ပြဒေသတွေမှာနေထိုင်တဲ့ငွေရွယ်ပြီးဝင်ငွေကောင်းတဲ့အလဲလဲတန်းစားလူတန်းစားတွေကြောင့်theme park နဲ့ဖျော်ဖြေရေးလုပ်ငန်းတွေမှာအမြတ်ရနိုင်တဲ့အခွင့်အလမ်းရှိပေမဲ့နိုင်ငံခြားရုပ်ရှင်များကိုတင်းကျပ်စွာကန့်သတ်ထားတဲ့မူဝါဒကြောင့်ဟောလိဝုဒ်အမတ်တစိမ့်တွေကိုပြည်သက်တွေအပြည့်အဝမရင်းနှီးနိုင်ခြင်းဟာစီးပွားရေးတိုးချဲ့မှုအတွက်အတားအဆီးတစ်ရပ်ဖြစ်ရှိနေပါတယ်။ပြီးခဲ့တဲ့နှစ်ပေါင်း30အတွင်းတရုတ်အစိုးရကဟောလိဝုဒ်ရုပ်ရှင်တွေကိုတနည်းလည်10ကားသာဝင်ပေးမယ်ဆိုပြီးကန့်သတ်ထားခဲ့ပါတယ်။အဲ့လိုကန့်သတ်လိုက်ခြင်းဖြင့်တရုတ်အစိုးရကကမ္ဘာဒုတိယအကြီးဆုံးရုပ်ရှင်ဈေးကွက်ဖြစ်တဲ့တရုတ်မှာပြည်တွင်းထုတ်ရုပ်ရှင်တွေကိုပိုပြီးကြည့်လာအောင်ပြည်သက်ရဲ့အာရုံကိုအောင်မြင်စွာလမ်းကြောင်းပြောင်းပေးနိုင်ခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။တရုတ်ရုပ်ရှင်ပြည်သက်တွေရဲ့အားပေးမှုကြောင့်နေကြတူဟာပစ်ဇာရဲ့ Inside Out 2ကိုကျော်လွန်ပြီးခဲ့တဲ့နှစ်အတွင်းကမ္ဘာပေါ်မှာဝင်ငွေအများဆုံး animation အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒီဇနီးရဲ့ CEO ဖြစ်တဲ့ဘောအိုင်ဂါကတော့ပစ်ဇာ Marvel နဲ့ Star Wars တို့လိုနာမည်ကြီးရုပ်ရှင်အမှတ်တရစိတ်တွေကိုဝယ်ယူသိမ်းဆည်းပြီးဒီဇနီးရဲ့မီဒီယာအင်ပါယာကိုတိုးချဲ့တည်ဆောက်ပြီး၎င်းလက်ထက်မှာပဲရှန်ဟိုင်းရဲ့ဒီဇနီးလန်းကိုဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။လေးလာသုံးသက်သူတွေရဲ့ခန့်မှန်းချက်အရတရုတ်ဈေးကွက်မှာဟောလိဝုဒ်ရုပ်ရှင်တွေကစုစုပေါင်း box office ဝင်ငွေရဲ့9%သာပါဝင်နေပါတယ်။ဒါပေမဲ့လည်းဒီဇနီးနဲ့ Universal Studio တို့ကတော့ရှန်ဟိုင်းနဲ့ဘေကျင်းတွေမှာ theme park တွေဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ဘောအိုင်ဂါရဲ့ဒီတစ်ချိန်ဘေကျင်းလာရောက်မှုကြောင့်ဒီဇနီးအနေနဲ့တရုတ်နိုင်ငံအတွင်းဒုတိယ Amusement Park တစ်ခုကိုဖွင့်မလားဆိုတဲ့ခန့်မှန်းချက်တွေပုံမကျဲလောင်လာပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘောအိုင်ဂါကတော့ဒီဇနီးအနေနဲ့တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေပေါ်မှာယုံကြည်မှုပြည့်ရှိပြီးတရုတ်မှာရင်းနှီးမြှုပ်နှံမှုတွေဆက်လက်တိုးချဲ့သွားမှာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားကြပါတယ်